အားလုံးမင်္ဂလာပါဒီနေ့ calculation admin ဆရာကမှချုပ်ဆိုပါတယ်ကဲဘောဓာတွေကျွန်တော်မနေ့ကတော့လွယ်ပါတယ်နော်ကဲဒီနေ့တော့ဘောဓာတွေတက်အထူး10ဘွဲ့ကျွန်တော်တက်ပြီးထားပါတယ်နော်9ရက်6လ2025အတွက်ကျွန်တော်ရဲ့ခဏ10ဘွဲ့နော်ဒီ10ဘွဲ့ကိုတနေ့တုံးစာပါမနေ့ခင်းထိုးမယ်တကယ်လို့မနေ့ခင်းမှာမပေါ့ဘူးဆိုရင်နေ့ခင်းကိုစားလို့လိုက်မယ်နော်10ဘွဲ့ဒီတနေ့လုံးစား9ရက်6လ2025အတွက်ပါကဲကျွန်တော်10ခွက်ကတော့10နှစ်8ခွန်3နှစ်1ခွန်3နှစ်3ခွန်9နှစ်9ခွန်4နှစ်4ခွန်ဖြစ်ပါတယ်ပေါ်လာတဲ့ဒီမကတိုးပြီးပေါက်ပါစေသူကြီးလည်းပေါက်ပါစေကြည့်တော့မှပြန်မှလည်းကြိုးဝေးပါစေကျွန်တော် channel လေးကို like and subscribe လုပ်ထားပေးကြပါပေါ်လာတဲ့အတွက်အသစ်တော့အစီအစဉ်နေနဲ့ထပ်ပြီးရတာပါမယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်